ပဲလေးနောက်ဆုံး9ပွဲမှာဆိုရှင်လေဒီပဲလေးကတပွဲပဲနိုင်ရရှိပြီးမှာ3ပွဲရှုံးတပွဲတည်နေကျွန်တော်တို့ရလက်ကိုရရှိထားတာဖြစ်ပါတယ်ခုလာမယ့်ပွဲစဉ်မှာလည်းလီဗာပူးတင်းနေတယ်ဘရက်ဖူးနဲ့ကစားခဲ့တဲ့ကစားကွက်ခင်းကျင်းအတိုင်းပဲလူစင်းကိုမပြောင်းလဲပဲနဲ့ဝတ်ထွက်လာပွဲရှိပါတယ်နောက်တော့မှာဆိုဘရက်လီကိုနာဒီဖန်တိုင်းကကက်တူနဲ့ဝင်းလည်းမှာဆိုဆိုဘစလိုင်းကတ်တဂျုံဆလန်ဖရိုဒီယန်ဝစ်ကပ်ဘူရှီတမ်းမှာ AKTK လို့ပွဲထွက်လာနိုင်ပါတယ်ဒီဆက်ကတော့ Iset နဲ့ Ryan Gravenberch ကတော့တန်ရာကြောင်းပါဝင်လာနိုင်ခြင်းမရှိလက်ပါဘူးဖရန်ပေါင်လီယိုနီအလက်ဆန်တို့လည်းဆက်လက်ပြီးတော့မှလက်ချော်ပြီးသွားနိုင်ပါတယ်အဲ့တော့ဒီဘက်မှာတော့ကျွန်တော်တို့အမှားရောမခံမဲနဲ့ဒီလိုတင်ခရစ္စတယ်ဘယ်လီတင်ကိုအနိုင်ကစားဖို့လိုအပ်ပါတယ်ဒီရဖန်မှာဆိုလို့ရှိရင်တော့ရှုံးတဲ့အတင်ရထွက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်ကိုအမှားရမရှိတဲ့နေကစားဖို့လည်းလိုအပ်ပါတယ်ဒီပြအနေနဲ့နီးဖြူဟာအပြောင်းလဲနဲ့ပြောင်းလဲပြီးတော့မှခရစ္စတယ်ဘယ်လီတင်ကိုရင်ဆိုင်ကစားမှသာလည်းကျွန်တော်တို့ရန်တဲ့ကောင်လေးဆိုင်မှာဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့မပွဲကိုအလဲနေပဲကျွန်တော်လီဗာပူးတင်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်လီဗာပူးတင်ရပဲနိုင်ရရှိတော့မလားဒါမှမဟုတ်ခရစ္စတယ်ဘယ်လီတင်ကိုပဲရှုံးရထက်ကျတင်တော့မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်